တရေ6ချားဖွဲ့ဇက်လန်မြေအောင်အိမ်ရှင်တောင်ကုန်းပေါ်မှာရှေးဟောင်းအိမ်ကြီးတစ်လုံးရှိပါတယ်ထိုအိမ်ကြီးကိုကျေးရွာလူထုကမြေအောင်အိမ်လို့ခေါ်ကြပါတယ်ဒီအိမ်ကြီးဟာနှစ်ပေါင်းရာချီကစွန့်ပစ်ထားတဲ့အိမ်ဖြစ်ပြီးညဘက်တွေမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပျက်လေးရှိပါတယ်အိမ်ကြီးရဲ့သမိုင်းကြောင်းကိုကျေးရွာလူကြီးတွေကပြောပြတဲ့အခါဒီအိမ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလူတက်မှုတစ်ခုဖြစ်ခဲ့ပြီးတက်ခံရသူရဲ့တရေဟာဒီအိမ်မှာကြံရစ်ခဲ့တယ်လို့ဆိုကြပါတယ်ဒါကြောင့်ညဘက်တွေမှာအင်ကြီးနီးကိုလာသူတိုင်းငိုတန်အော်တန်မိတောက်မိရှံတွေကိုမြင်တွေ့ရလေးရှိပါတယ်။ဒီနေ့မှာကျေးရွာလူငယ်တစုဟာစွန့်စားရတာကိုနှစ်သက်ကြပြီးဒီအင်ကြီးကိုညဘက်မှာတွားရောက်စူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ထဲမှာမောင်မင်းထုံးမမီမီခိုင်ကိုစင်စင်နဲ့မောင်သူရတို့ပါဝင်ပါတယ်။သူတို့ဟာမိအိမ်တွေကင်မရာတွေလက်နက်တွေနဲ့အင်ကြီးစီကိုချင်းကပ်လာကြပါတယ်။အင်ကြီးရဲ့တကားကိုဖွင့်လိုက်တဲ့အခါအတွင်းကအေးဆက်နေတဲ့လေတွေနဲ့ကြုံရပါတယ်။အိမ်ရဲ့အတွင်းပိုင်းဟာဖုံတွေနဲ့ပြည့်နှက်နေပြီးပရီဘောဂတွေဟာပျက်စီးယိုယွင်းနေပါတယ်။သူတို့ဟာအိမ်ရဲ့အခန်းတစ်ခုစီကိုစတင်စူးစမ်းကြပါတယ်။ရုတ်တရက်မိအိမ်တွေရဲ့အလင်းဟာမှိန်လာပြီးအနီးကပရီဘောဂတွေဟာအလိုလိုလှုပ်ရှားလာပါတယ်။မမီမီခိုင်ဟာကြောက်လန့်ပြီးဒီအိမ်မှာတကယ်ပဲတရေရှိနေတာလားလို့អော်လိုက်ပါတယ်။ထိုအချိန်မှာအိမ်ရဲ့အမိုးပေါ်ကနေကြီးမားတဲ့အတန်တန်ကြားလာပါတယ်။သူတို့ဟာအတန်ရဲ့ဦးဒီယာကိုလိုက်ကြည့်တဲ့အခါမိတောက်မိရှံတွေနဲ့တရေတကောင်ဟာသူတို့ရဲ့ရှေ့မှာပေါ်လာပါတယ်။ထိုတရေဟာမျက်နှာဖြူဖက်ဖြူရော်နဲ့မျက်လုံးတွေကအနက်ရောင်ပိုင်းကြီးတွေဖြစ်နေပါတယ်။သူဟာဒီအိမ်ကိုဘာလို့ဝင်လာတာလဲငိုက်ကိုနှောင့်ယှက်ချင်လို့လားလို့အော်ဟစ်လိုက်ပါတယ်။မောင်မင်းထွန်းဟာတတိကိုစူစီးပြီးငါတို့ကဒီအိမ်ရဲ့သမိုင်းကိုစူးစမ်းချင်လို့လာတာမင်းကဘယ်သူလဲလို့ပြန်မေးလိုက်ပါတယ်။ထိုအခါတရေဟာသူ့ရဲ့အကြောင်းကိုစတင်ပြောပြပါတယ်။ငါဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကဒီအိမ်မှာနေထိုင်ခဲ့တဲ့သူပါငိုက်ကိုငါမိသားစုကတစ္ဆာဖောက်ပြီးတက်ခဲ့တယ်။ငါရဲ့ဝိညာဉ်ဟာဒီအိမ်မှာကြံရစ်ခဲ့ပြီးငိုက်ကိုနှောင့်ယှက်သူတိုင်းကိုခြောက်လန့်တာပါလို့တရေကပြောပါတယ်။သူတို့ဟာတရေရဲ့အကြောင်းကိုနားထောင်ပြီးနောက်တရေကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာတရေရဲ့ဝိညာဉ်ကိုငြိမ်းအေးစေဖို့အိမ်ကြီးမှာပြုလုပ်ခဲ့တဲ့အမှုကိုဖော်ထုတ်ပြီးကျေးရွာလူကြီးတွေကိုအကြောင်းကြားခဲ့ကြပါတယ်။ကျေးရွာလူထုဟာအိမ်ကြီးကိုပြန်လည်ပြုပြင်ပြီးတရေရဲ့ဝိညာဉ်ကိုငြိမ်းအေးစေဖို့ပူဇော်ပွဲတစ်ခုပြုလုပ်ပေးခဲ့ကြပါတယ်။ထိုနေ့မှစလိအိမ်ကြီးဟာတရေ6ချားဖွဲ့နေရမဟုတ်တော့ဘဲကျေးရွာရဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မောင်မင်းထွန်းနဲ့သူငယ်ချင်းတွေဟာကျေးရွာလူထုရဲ့ကျေးဇူးတင်ခြင်းကိုခံခဲ့ရပြီးသူတို့ရဲ့တတိနဲ့စွန့်စားမှုတွေဟာကျေးရွာရဲ့သမိုင်းမှာထင်ရှားလာခဲ့ပါတယ်။တရေ6ချားဖွဲ့ဇက်လန်မြေအောင်အိမ်ရှင်တောင်ကုန်းပေါ်မှာရှေးဟောင်းအိမ်ကြီးတစ်လုံးရှိပါတယ်။ထိုအိမ်ကြီးကိုကျေးရွာလူထုကမြေအောင်အိမ်လို့ခေါ်ကြပါတယ်။ဒီအိမ်ကြီးဟာနှစ်ပေါင်းရာချီကစွန့်ပစ်ထားတဲ့အိမ်ဖြစ်ပြီးညဘက်တွေမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပျက်လေးရှိပါတယ်။အင်ကြီးရဲ့သမိုင်းကြောင်းကိုကျေးရွာလူကြီးတွေကပြောပြတဲ့အခါဒီအိမ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလူတက်မှုတစ်ခုဖြစ်ခဲ့ပြီး